သူများကြီးမတောင်းဘူးရွယ်လေးနည်းနည်းပေးပါလို့တောင်းတာပေးလိုက်ပါတော့လားတမန်သက်သက်ကျုပ်ရွှေခွက်ကိုနော်ချင်းရွှေခွက်ကိုအဲ့ဒါငါပစ္စည်းကိုရည်သူပေါင်းစိတ်မကူနဲ့မပေးနိုင်ဘူးဟဲ့မလဲနိုင်ဘူးဟဲ့နှက်ခွက်စုပ်ဘာလို့ပေါ့လွတ်ပလိုက်ပေးလိုက်ပါလားမင်းလောဘကြီးတာကိုလောဘကြီးတော့မမြင်မဲနဲ့လေတို့ဘုရားတော်ရောက်လာပြီသူတော်ကောင်းလေအော်ကျွန်တော်ကြည့်ပြရစီအမေတို့ရဲ့ကြည်သူကြည့်မယ်ဒါတော့သူစစ်ဆေးမယ်လေအလကားမတန်မဲတော့မပေးနိုင်ဘူးရွယ်အလိုရွှေခွက်ကြီးပါလားအသက်ပြအဲ့ခိကတသိန်းအသက်ပြတသိန်းထိုက်တန်တဲ့ရွှေခွက်ကြီးပါလားအမေခွက်တီတမန်ခွက်မဟုတ်ဘူးအသက်ပြတသိန်းထိုက်တဲ့ဟိုတော့ရွှေခွက်နဲ့စားခဲ့တဲ့သူတွေရွှေခွက်နဲ့ရေချိုးခဲ့တာစီးဝါပြတ်သွားတာစီးဝါပြတ်လို့ကောင်မလေးကသူများအိမ်မှာသွားပြီးတော့အိမ်ပေါ်လုံနေတာတနာစရာလေဒီသူတော်ကောင်းကြောင့်ဟောချင်ရှင်းမဟုတ်တော်ကဒါကဘာလုပ်တာလဲတော့ရှေးခေတ်တည်းကရွှေမန်းကလုပ်ခဲ့တာကောင်းဒီကောင်မလေးကိုခိုင်းစရာရှိရင်ခိုင်းပြီးတော့ပြန်လွတ်လိုက်ပါလား easy ကလေးလုံနေတာလေဟဲ့ကောင်မလေးဇာကြောလေးနေပေးနေမှာလုံနေတာလေဟောအတာနေစမ်းမှမိမရဲ့အင်းစီဆိုတာအချင်းလေးအပိုမထားအောင်မနာအောင်များခိုင်းရမှာအမေငါဒါအင်းစီဆိုတာကွာတဲ့ဇာကြောလည်းနေရအော်မပရိယေသဘောနဲ့ရည်သက်သက်ပြောလို့အယောဝင်နေတာကျွန်မမသိဘူးမှလားကောင်မလေးကခြေတော်တင်ခံရတော့မယ်အဲ့ဒီဇာလန်လေးကပေးကြလေတဲ့ချုပ်တင်ပြီးတော့ဒီရွှေခွက်အစစ်တွေရရတာပြောဒီဇလန်စီးဝိုင်းလှုပ်ရှားလို့ရသွားပြီကြည်စမ်းရှေ့မှာပြခဲ့တာဒီဘလော့ကောင်းတယ်ပါဠိတော်ကလာတဲ့အရာလေးကိုသူပေးလိုက်တယ်အဲ့တော့မှအမေရွှေခွက်အစစ်ဖြစ်ပါသည်ဆိုတော့ဟိုမိန်းမကြီးကလည်းလောဘမကြီးဘူးအမောင်နဲ့သာထိုက်တန်တယ်မင်းသူတော်ကောင်းမင်းနဲ့ထိုက်တန်တယ်ကောင်မလေးရဲ့အဖွားရဲ့တို့ဖះလောင်းရဲ့သုံးအောင်သူတော်ကောင်းသုံးအောင်သွားဆုံးတာကျွန်ုပ်ရောင်းပြီးသားပတ်စံ900မရောင်းရသေးတဲ့ရွယ်900ဤမြငွေ1000ပဲရင်းပါတယ်တဲ့တသိန်းဆိုတာအလွန်ကြီးတဲ့ငွေအဲ့တော့အဲ့ဒါပဲရှိတယ်ဆိုတော့မောင်ရင်ယူလိုက်တဲ့ဟာအဲ့အမေပြန်ပေးတွင်းမှာရောင်းပြီးယူမလို့ဘူးစိတ်ကောင်းရှိပုံတွေ့လားကျွတ်တန်းဝင်မဲ့သူတွေအဲ့လိုလာတယ်အဲ့တော့မှကဲမောင်ရင်ယူသွားမောင်ရင်နဲ့ထိုက်တန်တယ်ပတ်စံ900ပေးလိုက်တယ်ဟာ900ဆိုပြီးသွားပြီလေအိမ်ဆောင်မယ်ကောင်မလေးလည်းဟိုတထေးအိမ်မှာကြုံမောင်းလို့တော့ရွှေသမီးတို့ပျော်လိုက်တာဖွားရဲ့ကျုပ်ကလည်းဖွားလို့ပါစေတနာတူကြီးမောင်ကြီးရဲ့ရုပ်ရည်သည်တရားမြတ်တဲ့လက္ခဏာရှိသည်သူ့သဘောတူညီတယ် I agree with mine's grandmother တွေ့လားဘလောက်ကောင်းလဲကျင်းလှလိုက်တဲ့ဇာလန်လေးကျုပ်ကလည်းအဖွားလိုပါစေတနာတူညီသူ agree with mine's grandmother သူ့သဘောတူညီတယ်ပေးခြင်းနဲ့ I want to give you ဒီရွှေကသွားတော့အမေရွှေခွက်ဆိုမပေးတော့ဘူးရောင်းစားမလို့ဘူးမလို့ဘူးတခါတော့အဲ့လိုပဲငါတို့လည်းရိုးခဲ့ပါတယ်တို့တကယ်ရိုးသားပြောတာပါရှားပါတဲ့စာအုပ်တို့ဘုန်းကြီးတွေပါလာပြဟာဒီစာအုပ်ကရှားပါလိုက်တာလို့ပြောမိတယ်ဘုကောဘာမှပေးမလို့တဲ့အခု2000နဲ့ရောင်းမယ်ဟာငါခံလိုက်ရတယ်ငါဝယ်လိုက်ရတယ် Dictionary of the Idiomatic Dictionary ဆိုတာ Oxford နှစ်တွဲရှိတယ်တစ်တွဲကို2000နဲ့ဝယ်နောက်ကျမှအဲ့ဒါနိုင်ငံခြားရောက်မှတစ်တွဲအမေရိကန်မှာနှစ်တွဲဒီ idiom နဲ့ပတ်သက်လို့အပြည့်အစုံဆုံးပဲအဲ့ဒီမှာငါဗာသိကျင်တာလဲဆိုတော့ let your hair down ဆိုအဲ့ဒါငါ MA English တွေပြီးတယ်မရအောင်အဲ့စလုံးငါသိကျင် let your hair down ဆိုတော့စပင်းလေးအောက်ချလဲဆိုတော့မေတ္တာဝန်တရားတွေအခုဆရာတော်တရားဟောတာနားတော့မယ် letနဲ့ hair down let your hair down အဲ့ဒါလေးကိုငါရှာတာဘယ်မှမတွေ့ဘူးသူအဲ့ဆောက်တဲ့သွားတွေ့တော့ငါအဲ့ဆောက်ကိုလိုချင်တယ်ပထမအဲ့ဒီဘုန်းကြီးက तू မသိဘူးလိုချင်မှန်းသိတော့ငါ့ကိုပေးမလို့တဲ့ငါဟာဒါရှားပါတဲ့ဆောက်အလွန်တန်ဖို့ရှိတယ်အဲ့ဒါဆိုရောင်းမယ်တဲ့ငါပေးတယ်ဒီတိုင်းပဲတမိုင်းဘက်ကဒကမတယောက်သူ့အိမ်မှာသွားကြတော့ဆရာတော်ဘုန်းကြီးကိုတဲ့စာအုပ်တွေထည့်ဖို့ဆိုဗီဒီယိုတစ်ခုလှူမယ်တဲ့ကောင်းတာပေါ့ဆိုကြည့်လိုက်တော့ရှေးအောင်ဗီဒီယိုအဲ့ဒီအဖိုးရဲ့အဖိုးနဲ့200လောက်ရှိအောင်ပါရုပ်နေတော့တားလာတာဗီဒီယိုကအဲ့ဒါနဲ့ပဲအဲ့ဒီဗီဒီယိုဆရာတော်အလှခံရေးဆက်ချပြီးသွားပြီအဲ့ဒါသူတို့ရဲ့ဆရာဦးဝင်းနိုင်ရှာရှိတယ်ခေါ်တာပေါ့ကလားပါအန်တစ်ကလားပါခေါ်သွားလိုက်တယ်ဟာဒါအနည်းဆုံးဒေါ်လာ3000လောက်ရတယ်မလှူတော့ဘူးဖြစ်သွားတယ်ဒီမြင့်ဗီဒီယိုတစ်ခုအစ်စ်လိုဝယ်လှူမယ်တဲ့ဒါတော့မယူပါနဲ့တော့ရေးဆက်ချပြီးသားတန်မိုးကြီးသွားတယ်ဘယ်တော့မှမလုံနဲ့ဟုတ်လားနော်ဘယ်တော့မှမလုံဘူးဘယ်တော့မှမလုံနဲ့ပေးပြီးတယ်မယ်လို့ဆိုတဲ့အကျွေးတိုင်းပေးရပါတယ်ခုတွေ့လား